ပဲဒီနေ့လေ့လာတင်ပြချက်လေးမှာတော့ကဘာတဝန့်ကအင်ချင်မြေလောကကြီးမှာတကယ်တမ်းအောင်မြင်မှုကိုတွန်းအားပေးနေတာဘာလဲဆိုတာကိုအတူတူလေ့လာတော့ကြမယ်နော်ဒီစရာကတော့အင်ချင်မြေလောကရဲ့တကယ်တမ်းမှုဆိုတာငွေကြေးသက်လုံးဝမဟုတ်ပါဘူးကျင့်ဝတ်ယုံကြည်မှုနဲ့ပွင့်လင်းမြင်သာမှုတွေပဲဖြစ်ပါလေကဲစလာကြအောင်ဆိုတော့အင်ချမ်းမြေလုပ်ငန်းရဲ့အခြေခံအုတ်မြစ်အစစ်အမှန်ကတကယ်တော့ဘာများဖြစ်မလဲလူအတော်များများကတော့လေအယောင်အဝယ်အပြောအဆိုကျွမ်းကျင်မှုတွေလူကိုဆွဲဆောင်နိုင်စွမ်းတွေဒါမှမဟုတ်ရင်အပိတ်အယူတွေကိုအများဆုံးပိတ်သိမ်းနိုင်မှုတွေကအရေးကြီးဆုံးလို့ထင်တတ်ကြတယ်ပေါ့ဒါပေမဲ့အဲ့ဒါကတကယ်အမှန်တရားဟုတ်ရဲ့လားဒီမေကွန်းလေးကိုဒီနေ့အတူတူအဖေရှာကြည့်ကြမယ်နော်ဒီနေ့တော့ကျွန်တော်တို့သွားမယ့်အစီအစဉ်လေးတွေကတော့နံပါတ်1ယုံကြည်မှုတည်ဆောက်ခြင်းနံပါတ်2ပွင့်လင်းမြင်သာမှုရဲ့စွမ်းအားနံပါတ်3ကျွမ်းကျင်မှုတည်ဆောက်ခြင်းနံပါတ်4ကျင့်ဝတ်စံနှုန်းများတယ်နံပါတ်5ဖြောင်းမစွမ်းနေထိုင်မှုဆိုပြီးအစင်းလက်လေးလာသွားကြပါမယ်ကဲအပိုင်းတက်ဖြစ်တဲ့ယုံကြည်မှုတိဆောက်ခြင်းကနေစလိုက်ကြအောင်အယောင်အဝယ်တစ်ခုသက်သက်ထဲပို့တဲ့ခိုင်မာတဲ့အုတ်မြစ်တစ်ခုတိဆောက်ခြင်းပေါ့ Webster အဘိဓမ္မာရိုးသားဖြောင်မှတ်ခြင်းတနည်းအားဖြင့် integrity ကိုကျင့်ဝတ်စံနှုန်းတွေကိုခိုင်ခိုင်မာမာလိုက်နာခြင်းဖောက်ပြန်ပျက်စီးမှုမရှိခြင်းဆိုပြီးတိကျဖွင့်ဆိုထားပါတယ်။မှန်ပါတယ်လူဆိုတာအများတန်းပြည့်စုံတဲ့သူတွေတော့မဟုတ်ကြဘူးလေ။ဒါပေမဲ့ဒီလိုလုံးဝမဖောက်ပြန်မတင်းရင်တွေတည်ကြည်ဖို့စ조사အားထုတ်မှုကအင်ချန်ပီလောကမှာမရှိမဖြစ်လိုအပ်တဲ့ပန်းနိုင်တစ်ခုဖြစ်နေပါတယ်ဒီနေရာမှာအမေရိကယင်းနှမြုံနှံသူဝီလျံတင်ဂယ်ပြောခဲ့တဲ့စကားလေးတစ်ခုကတော်တော်လေးကိုထိရောက်တယ်ဗျအဲ့ဒါကတော့ဘယ်သူမှမမြင်တဲ့အချင်းမှာတော့မှန်ကန်တာကိုလှုပ်ချင်းပါတဲ့ဆိုလိုတာကတကယ်ရိုးသားဖြောင်းမှတ်မှုဆိုတာလူများရွှေ့မှာဟန်ဆောင်ပြတာမျိုးမဟုတ်ဘူးနော်ဘယ်သူမှမမြင်တဲ့ကွယ်ရာမှာတော့မှန်ကန်တဲ့လုပ်ရက်တွေကိုအမြဲတမ်းစီလှုပ်ဆောင်နေခြင်းပဲဖြစ်ပါတယ်Zimbabwe နိုင်ငံက House of Stones Properties ရဲ့အဆိုအရဆိုရင်ဖြောင်းမှတ်တည်ကြည်မှုမှာအဓိကအပိုင်း၃ပိုင်းပါဝင်တယ်လို့ဆိုပါတယ်။ပထမတစ်ခုကပွင့်လင်းစွာဆက်သွယ်ပြောဆိုတဲ့ယိုသားမှုဒုတိယကအချင်းလေးစားလေးစူးစမ်းအားထုတ်တဲ့တာဝန်တည်စိမ်နောက်ဆုံးတတိယကတော့ဖောက်တွေကိုအမဲဦးစားပေးတဲ့မူဝါဒတို့ပဲဖြစ်ပါတယ်။တကယ်တော့ဒါတွေကစစ်ကူးတွေကချင်းတွေတူမဟုတ်ပါဘူး။လက်တွေနေစဉ်လုံကောင်းတွေမှာသုံးချရမယ်လောက်ရက်တွေဖြစ်တယ်ဆိုတော့အထင်ရှားပါပဲ။အပိုင်းနှစ်ကိုဆက်သွားရအောင်။ပွင့်လင်းမြင်သာမှုရဲ့စွမ်းဒါကတန်ဖိုးနဲ့ဆက်ဆံရေးကိုဘယ်လိုကာကွယ်ပေးလဲဆိုတာကြည့်အောင်။ Divine အခြေစိုက် Kiki Holmes ကဘာကိုထောက်ပြထားလဲဆိုတော့ပွင့်လင်းမြင်သာမှုရှိမှဒါတိကျတဲ့စေဝတ်တံဖို့တတ်မှတ်ချက်ကိုရရှိလိုက်မယ်လို့ဆိုပါတယ်။အစောက်အောင်အရက်ချိုယွန်းချက်တွေကိုလည်းဖုံးကွယ်မထားပဲပွင့်လင်းလင်းအတိပေးဖို့လိုတယ်ပေါ့။တကယ်လို့တန်ဖိုးကိုပို့ပြောတာရှော့ပြောတာဒါမှမဟုတ်အပြက်နာစာတွေကိုဖုံးကွယ်တာတွေလုပ်ခဲ့မယ်ဆိုရင်နောက်ပိုင်းမှာတရားရေးဆိုင်ရာပြဿနာတွေနဲ့ငွေကြေးဆုံးရှုံးမှုတွေစီကိုမလွဲမသွေဥတည်သွားစေတတ်ပါတယ်နော်။ဒီနေရာမှာအမျက်ထုတ်လို့တဲ့ယင်းနှင်းဖြုံနှံသူနဲ့ကျဲဝက်ဆောင်တဲ့ယင်းနှင်းဖြုံနှံသူတို့ရဲ့ကွာခြားချက်လေးကိုနှိုင်းယှဉ်ကြည့်လိုက်အောင်။အမျက်ထုတ်လို့သူတွေကရောင်းသူရဲ့အေးပေါ်လိုအပ်ချက်တွေကိုလစ်လျူရှုပြီးသူတို့ထက်ပိုပေးမဲ့ကန်လန်းချက်တွေကိုပိတ်ပင်ဖို့စာချုပ်တွေကြိုတင်မှတ်ပုံတင်တတ်ကြပါတယ်။ဒါပေမဲ့ကျဲဝက်ဆောင်စီသူကတော့ဒီလိုအတင်းအကျပ်အယောင်းဝယ်လုပ်တာထက်ရောင်းချသူရဲ့စေးဘဝခလိုမျိုးအေးပေါ်ငွေကြေးလိုအပ်ချက်ကိုအရင်ဆုံးဦးစားပေးကူညီလေးရှိပါတယ်။အပိုင်း၃ကိုညောက်လာပါပြီ။ကျွမ်းကျင်မှုတည်ဆောက်မှုအင်ဂျာမီရဲ့အချိုးဆောင်တယောက်ရဲ့ခရီးစဉ်လို့လည်းဆိုနိုင်ပါတယ်။အင်ဂျာမီအချိုးဆောင်တယောက်ဖြစ်လာဖို့အထူးအဆင့်၅ဆင့်ရှိပါတယ်။ယုံကြည်မှုတည်ဆောက်ခြင်းအမြဲတမ်းလေ့လာနေခြင်းတေချာနားထောင်ခြင်းစာနာနားလည်ပေးခြင်းနဲ့ကိုယ်ပိုင်အမတ်တစိတ်တည်ဆောက်ခြင်းတို့ပဲဖြစ်ပါတယ်။ဒီမှာအရေးကြီးဆုံးမှတ်ထားရမယ့်အချက်ကပါလဲဆိုတော့ကိုယ်ပိုင်အမတ်တစိတ်ဒါမှမဟုတ် personal branding မတည်ဆောက်ခြင်းမှာကိုယ်တိုင်ကယုံကြည်ရသူဖြစ်ဖို့နဲ့တရားဥပဒေရေးက contact ချက်တွေကိုနားလည်ထားဖို့ကအရင်ဆုံးလိုအပ်တယ်ဆိုတာပါပဲ။ပြီးတော့ဖောက်တဲ့တွေကိုတကယ်နားလည်ဆန္ဒနိုင်ဖို့အတွက် pound ဆိုတဲ့စိတ်ပညာဆိုင်ရာမူပေါင်းလေးတစ်ခုကိုအသုံးပြုကြပါတယ်။ P problem ပြဿနာ O opportunities အခွင့်အလမ်း W wants လိုချင်တာနဲ့ N needs လိုအချက်တော့ခဲ့ပါတယ်ဒီမူပေါင်းကိုသုံးပြီးအကျိုးဆောင်တွေဟာဖောက်တဲ့တွေရဲ့တကယ်စိတ်ဆန္ဒတွေနဲ့သူတို့ရဲ့တီးတန့်အိမ်ချမ်းပြီးအခြေအနေတွေကိုပိုပြီးနည်းနည်းရှင်းရှင်းနားလည်စာနာလာနေပါတယ်။ဒါအယောင်ဝယ်တစ်ခုကိုအောင်မြင်စေမဲ့တကယ် game changer တော့ချက်တစ်ခုပါပဲ။လက်တွေ့မြေပြင်မှာလိုက်နာရမယ်စီကံတွေကလည်းတကယ်ကိုအရေးပါပါတယ်နော်။ဥပမာဖောက်တဲ့ကိုရေးကိုတာကိုလေးစားတာအချိန်မီရောက်ရှိပြီးအိမ်ကြည့်မဲ့အကြောင်းကြိုတင်အသိပေးတာအိမ်ရှိမပါပဲတယောက်တည်းဝင်ရောက်ခွင့်မပေးတာနောက်ပြီးအိမ်မွေးတဲ့ဆိုင်တွေနဲ့ပစ္စည်းတွေကိုလေးစားမှုရှိတာစားတာတွေပါဝင်ပါတယ်။တကယ် professional ကြမှုဆိုတာလေအဲ့လိုသင်ခဲ့ပြီးလေးစားမှုရှိတဲ့အသင်းဆက်အချက်လေးတွေမှာသွားပြီးရှိနေတတ်တာပါ။ကဲအပိုင်းလေးကိုဆက်သွားရအောင်ကျင့်ဝတ်စံနှုန်းများကိုတရားဝင်ဒီမှတ်ပြုခြင်းအကြောင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လမ်းညွှန်ချက်တွေမှာတွေ့ရတယ်လို့မျိုးပါပဲအရင်ကရှိခဲ့တဲ့မတမာမှုတွေကိုတိုက်ဖြတ်ဖို့အတွက်အခုဆိုရင်တရားဝင်အပြည့်မှတ်ပြုအစီအစဉ်တွေထွက်ပေါ်လာနေပါပြီအင်ချန်မြေရဲ့လုပ်ငန်းစံနှုန်းတွေကိုမြင့်တင်ဖို့နဲ့တရားမျှတတဲ့စီးပွားရေးပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ရန်တရားတစ်ခုအနေနဲ့အင်ချန်မြေကျင့်ဝတ်နဲ့ပွင့်လင်းမြင်သာမှုအတိမပြုလက်မှတ်တွေပေါ်လာခြင်းဟာဒီလုပ်ငန်းနယ်ပယ်တစ်ခုလုံးအတွက်အလွန်ကောင်းမွန်တဲ့တိုးတက်မှုကြီးတစ်ခုပါပဲဒီလိုကျင့်ဝတ်ဆိုင်ရာအတိမဖြူလက်မှတ်ရရှိခြင်းမှာတကယ့်ကိုလက်တွေ့ကျတဲ့အကျိုးကျေးဇူးတွေရှိနေပါတယ်။ယုံကြည်စိတ်ချရမှုကိုမြင့်တင်ပေးတယ်။ professional ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးတယ်။တရားရေးဆိုင်ရာအန္တရာယ်တွေကိုလွတ်ချော်ပေးတယ်။တရားများတဲ့အလေးအကျင့်တွေကိုမြင့်တင်ပေးတဲ့အပြင်ဖောက်တဲ့ယုံကြည်မှုကိုလည်းအများကြီးပံ့ပိုးပေးပါတယ်။ဆိုတော့ဒါကမှန်ကန်စွာလှုပ်ဆောင်ခြင်းဟာကိုချင်းတရားပိုင်းမှာတင်မကပဲစီးပွားရေးအတွက်လည်းညင်မအောင်ကောင်းမွန်တယ်ဆိုတာပါပဲ။နောက်ဆုံးပိုင်းထိတဲ့အပိုင်း9ကိုရောက်လာပါပြီ။ရှောင်းမဲ့စွာနေထိုင်မှုနဲ့နေစဉ်လက်တွေ့အသုံးချမှုနေ့စဉ်လက်တွေ့အကောင့်တွေပေါ်မယ်ကျင်းဝတ်စံနှုန်းလေးတွေကိုပြန်ကြည့်အောင်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အချက်လက်အားလုံးကိုအမြဲတမ်းထုတ်ဖော်ပြောဆိုရမယ်အချိုးစီးပွားပฏิပတ်ခါတွေကိုရှောင်ကျဉ်ရမယ်လိုအပ်ချက်တွေကိုတင်းကျပ်စွာထိန်းသိမ်းရမယ်ချက်ချင်းရမယ်ငွေကြေးအကျိုးအမြတ်ထက်ရိုးသားတဲ့အချက်ဉာဏ်ကိုသာပေးရမယ်ပြီးတော့အယောင်းဝယ်အားလုံးကိုတိတိကျကျအမှတ်တမ်းတင်ထားရမယ်ပေါ့အမြဲတမ်းပွင့်လင်းမြင်သာမှုရှိဖို့ဆိုတာလုံလောက်ဝိလျာရှိရှိနဲ့တက်ကြွစွာစူးစမ်းအားထုတ်ဖို့လိုအပ်ပါတယ်နော်
ဒီအချက်ကလည်းအတော်လေးကိုအရေးကြီးပါတယ်စောစောကယင်းဒီမြုံနန်တို့ဝီလျံတင်းကတတိပြုမိခဲ့တဲ့လုပ်ငန်းခွင်ထက်ကငါးမများအကြောင်းကိုမှတ်မိကြအောင်ပါပေါ့တကယ်ရိုးသားဖြောင်းမှတ်မှုဆိုတာလေလုပ်ငန်းတွင်အတင်းအထင်ပြောဆိုမှုတွေကိုချစ်တရားကောင်းကြောင်းဟန်ဆောင်ပြသမှုတွေနဲ့ပြိုင်ဘက်တွေလုပ်ငန်းပြောင်းလဲတဲ့အခါအတိမပြုတ်နိုင်တဲ့သတင်းအမှားတွေဖြန့်ဝေတာမျိုးကိုလုံးဝရှောင်ကျဉ်ခြင်းဖြစ်ပါတယ် professional ကျင့်ဝတ်ဆိုတာကိုဖောက်တဲ့အပေါ်မှာတင်မကပဲပြိုင်ဘက်တွေအပေါ်ဘလို့ဆက်ဆံတယ်လဲဆိုတာအထိကိုလွှမ်းခြုံပါဝင်နေပါတယ် ကဲနေကုန်းချုပ်အနေနဲ့ဒီအားကောင်းတဲ့မေကုန်းလေးကိုအားလုံးကိုစဉ်းစားကြည့်စေချင်ပါတယ်ယုံကြည်မှုပေါ်မှာတိစောက်ထားတဲ့ကုန်သတင်းတစ်ခုဟာတချင်ရလိုက်တဲ့ commission ခါထက်ပိုပြီးရေရှည်တည်တတ်နိုင်ပါသလားဒီမေကွန်းရဲ့ဖြေကတော်တော်လေးရှင်းပါတယ်ရိုးသားဖြောင်းမှမှုဆိုတာကအင်ချမ်ပီယံလောကမှာရေရှည်တည်တတ်တဲ့တစ်ခုတည်းသောစစ်မှန်တဲ့ပြောင်းဖို့ဖြစ်တယ်ဆိုတာကိုအားလုံးပဲတေချာပေါက်လက်ခံသွားကြမယ်လို့ယုံကြည်ပါတယ်ဒီနေ့ရဲ့လေးလာတင်ပြချက်လေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ်